ခံတယ်တဲ့ဒီသမီးမိန်းကလေးရဲ့အတနာခံမှုကိုအကြောင်းကြပြီးတော့အလောရှင်မြတ်ကဒီပုဂ္ဂိုလ်ကိုဂျန်နတ်ကြီးနေလိုက်တယ်အလ္လာဟူအက္ဘတ်ဝလ်ဘာကီယာတုဆဝါလီဟာခုနအာယတ်မှာအလ္လာဟ်ကပြောတယ်အလ်မာလ်ဝလ်ဘနူနဇီနတုလ်ဟယာတ်ဒ်ဒုနီယာဥစ္စာပစ္စည်းနဲ့တာသမီးဆိုတာကလောကရဲ့ဇင်ဒဂီရဲ့လူတိုင်းရဲ့မြင့်ချက်စီအပေါင်းနဲ့ရဲ့မြတ်တဲ့အရာဖြစ်တယ်လို့အလ္လာဟ်ပြောခဲ့တယ်အဲ့တော့မြတ်တဲ့အရာဖြစ်တယ်လူတိုင်းမှာဥစ္စာပစ္စည်းကိုမြတ်တယ်ဝအင်နဟူဘီဟဘ်ဘ်ခိုင်ရီနရှာဒီဥစ္စာပစ္စည်းကိုလူတိုင်းမြတ်တယ်ကြိုက်တယ်မှန်တယ်ဒါပေမဲ့လည်းဒီဥစ္စာပစ္စည်းကိုရယူတဲ့နေရာမှာဟာလာလ်နည်းနဲ့ဖြစ်ဖို့လိုအပ်တယ်ဟာလာလ်နည်းကနေရှောင်ဖို့လိုအပ်တယ်ကျွန်တော်ခုနကလည်းပြောခဲ့တယ်လေကျွန်တော်မွတ်စလမန်တိုင်းရဲ့နှလုံးသားထဲမှာစူဝတ်အတာဝတ်ရဲ့အတာနဲ့ပတ်သက်ပြီးဘယ်လိုနံပါတ်ဘုံပြီးမှုရှိတယ်ဟာရမ်စားခြင်းဟာရမ်ရှာဖွေခြင်းအပေါ်ယူခြင်းအပေါ်ပေးခြင်းဒီအရာအားလုံးနဲ့ပတ်သက်ပြီးတဲ့ညွှန်ကြားဘုံပြီးမှုမှာကျွန်တော်တို့အားလုံးရဲ့နှလုံးသားထဲမှာရှိဖို့လိုအပ်တယ်ဒေသအပ်တဲ့သာသနာ့မျိုးတွေပေါ်လို့အလ္လာမာအီဘနီဟာဂျတ်အစကာလာကျွန်တော်တို့အာလီပညာရှင်တွေအားလုံးဒီအစ္စလာမ်ရဲ့စာအုပ်တွေမှာအစ္စလာမ်ရဲ့ပြည်ကာစာအုပ်တွေမှာအလ္လာမာအီဘနီဟာဂျတ်ရဲ့နာမည်ကြရင်အာလီနိုင်ကအလ္လာမာအီဘနီဟာဂျတ်အဘောတူပြီးဆိုရင်အာလီနိုင်ကအလုံးလေးလေးစားတော်တော်ကြီးပါတဲ့ပြောင်းလို့တဲ့အာလီကြီးအလ္လာမာအီဘနီဟာဂျတ်အစကာလာလီကတဲ့ဟာရမ်စာကြီးရဲ့စိုးကျိုးနဲ့ပတ်သက်ပြီးတော့ကီတာဘ်ဇဝါဂျီကျမ်းနဲ့မှာပြင်ပြမိမိရဲ့ကိုယ်ရဲ့ပြည့်စုံကိုပြင်ပြအလ္လာမာအီဘနီဟာဂျတ်အစကာလာဘာပြင်ပြလဲဆိုတော့တကယ်ရဲ့ကျွန်တော်အနေနဲ့တရားကိုပွားနေတဲ့အခါမှာပုဂ္ဂိုလ်တရားကိုတွေ့ရတယ်။အဲဒီပုဂ္ဂိုလ်တရားကလက်မောင်းကနေပြက်လက်မောင်းကနေလက်ကပြက်အဲဒီပုဂ္ဂိုလ်ကဘုံပြီးတော့ပေါင်းပြီးတော့ပြောနေတယ်။ဒါမျိုးလေကျွန်တော်ကိုကြည့်ပါအစ္စလာမ်ဒီကတောင်ဝေကယူပါကျွန်တော်ကိုကြည့်ပြီးတောင်ဝေကယူပါတဲ့ဘယ်လူကမှဇိုလုံးညစ်ပန်းနှိမ့်ဆက်မှုမလုပ်မိစေနဲ့ဒေသအတ္တသာမီဖြစ်ပေါင်းလို့ကျွန်တော်တို့ကညစ်ပန်းနှိမ့်ဆက်တယ်ဆိုရင်ဘာဖြစ်လဲဆိုတော့လေတဘာလူကိုကိုကြည့်လဲရောက်စောပါတဘာလူရဲ့တိတ်ခါကိုစောပါအဲ့ဒါကိုပဲညင်ပန်းနှိမ့်ဆက်တယ်လို့ထင်နေတယ်တဘာလူပိုင်တဲ့ဥစ္စာပစ္စည်းကိုမပိုင်တဲ့နည်းနဲ့ရယူတာတဘာလူရဲ့အဖို့လောကကြီးဥစ္စာဒါလည်းပဲဇိုလုံးနဲ့ဒေသအတ္တသာနာမျိုးဖြစ်ပေါ့လို့အခုနောက်ပုဂ္ဂိုလ်ကပြောလဲဆိုတော့ကျွန်တော်မကြည့်ပါတံမေကယူကြပါကျွန်တော်မကြည့်ပါဘယ်ကန္တာဘုံကဘယ်ပုံစံမျိုးနဲ့ကဇိုလုံးညင်ပန်းနှိမ့်ဆက်မှုမလုပ်ပြီးပါစေငုံပြီးတော့ပြောနေဒီရတာမှာတဲ့ဒီပုဂ္ဂိုလ်ကိုကျွန်တော်ကြားဖို့ဒီပုဂ္ဂိုလ်ကိုကျွန်တော်တွေ့ဖို့အလ္လာမာအီဘနီဟာဂျတ်အစကာလာကြီးပြောတယ်သူ့ရဲ့နားကိုကျွန်တော်သွားပြီးကျွန်တော်သူ့ကိုပြီးခင်ဗျာဘာဖြစ်တာခင်ဗျာဘာဖြစ်တာလဲလက်ခါလေးဒီကြီးပြခင်ဗျာဘာလို့ခံစားနေရလဲအဲ့ဒီကမှဒီပုဂ္ဂိုလ်ကဘာပြောလဲဆိုတော့တစ်ချိန်လုံးကကျွန်တော်ကလူငယ်ပေါ့နော်အားကောင်းကောင်းတဲ့လူတွေကကျွန်တော်ကလည်းမယူရဲဆန်တယ်လူတိုင်းကိုကျွန်တော်နိုင်တယ်ကျွန်တော်ဇွာတယ်ပေါ့ကျွန်တော်ဇွာတယ်လူတိုင်းကိုကျွန်တော်